အားလုံးပဲမင်္ဂလာပါကွန်ပျူတာတွေအလုပ်လုပ်ဖို့လက်စမီကအသက်သွေးကြောပဲဖြစ်ပါတယ်ဒါပေမဲ့ desktop ကသုံးတဲ့ power supply နဲ့ laptop ကသုံးတဲ့စနစ်ကတော်တော်လေးကွာခြားပါတယ်ဘယ်လိုကွာခြားတယ်လဲဘယ်ဟာဘူးစိတ်ချရတယ်လဲတူလိုက်ကြည့်လိုက်ရအောင်အရင်ဆုံး desktop ကိုကြည့်ရအောင် desktop မှာတော့ PSU power supply unit ဆိုတဲ့ဘူးကြီးကစက်ရအတွင်းထဲမှာရှိပါတယ်သူ့ရဲ့အဓိကတာဝန်ကအိမ်သုံး alternating current AC မီးကိုကွန်ပျူတာ hardware တွေသုံးနိုင်တဲ့ direct current DC အဖြစ်ပြောင်းပေးတာပါသူ့မှာဝါယာကြိုးတွေအများကြီးပါပါတယ် CPU အတွက်တည်တံ့ graphic card GPU အတွက်တည်တံ့power ခွဲပေးနိုင်ပါတယ် desktop တွေရဲ့အားသာချက်ကဝက်အားအများကြီးထုတ်ပေးနိုင်တာပါ gaming PC ရဲ့အတွက်ဆိုရင်950ဝက်ကနေ1000ဝက်ကျော်အထိသုံးနိုင်လို့စွမ်းဆောင်ရည်အမြင့်ဆုံးရပါတယ် laptop မှာကြတော့ PSU ဘူးကြီးကစက်ထဲမှာမရှိတော့ပါဘူးအဲ့ဒီအစားပြင်မှာတည်သွားရတဲ့ power adapter power brick ကအဲ့ဒီအလုပ်ကိုလုပ်ပေးတာပါသူက desktop လောက်ဝက်အားအများကြီးမထုတ်ပေးနိုင်ပါဘူးများသောအားဖြင့်45ဝက်ကနေ130ဝက်ဝန်းကျင်ပဲရှိတတ်ပါတယ်ဒါပေမဲ့ laptop မှာ desktop မှာမရှိတဲ့ဘက်ထရီပါဝင်ပါတယ်မီးပြတ်သွားရင်တောင်စက်မပိတ်ပဲဆက်သုံးလို့ရတာ laptop ရဲ့ကြီးမားတဲ့အားသာချက်ပေါ့ power supply နဲ့ပတ်သက်ပြီး laptop နဲ့ desktop ရဲ့အားသာချက်အားနည်းချက်တွေကိုဇာတ်မှာပြပေးထားပါတယ်ဒီကုန်းချုပ်ပြောရရင် desktop က power ပိုတောင်းတဲ့အတွက်လေးလံတဲ့အလုပ်တွေအတွက်ပိုကောင်းပြီး laptop ကတော့တည်ဆောင်ရလွယ်ကူပြီးမိမမှန်တဲ့နေရာတွေအတွက်အဆင်ပြေပါတယ်သတိထားရမှာက desktop သုံးရင်မီးအားမြင့်ဆက် stabilizer သုံးဖို့မမေ့ပါနဲ့ laptop ဆိုရင်လည်းမူရင်းချာချာမဟုတ်ရင်စက်နေတဲ့တာကိုသတိပြုပါဘုသူရာရမလုံးပြလင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ထမယ်နော်